ကောင်လေးတယောက်ကလမ်းလျှောက်လာရင်ကောင်မလေးတယောက်နဲ့မတော်တဆတိုင်းမိသွားခဲ့ပါတယ်အရှင်ကြောင့်နှစ်ယောက်စလုံးရဲ့နာချက်တီချောင်းမြေပြင်ပေါ်ကိုပြန်လို့ပြုတ်ချသွားခဲ့တာပေါ့ကောင်လေးကနာချက်တီကိုကောက်သူ့နာချက်ဟုံဟုတ်စစ်ဆေးပြီးတော့လှည့်ထွက်သွားဖို့ပြင်လိုက်ပါတယ်အနေငယ်လမ်းရောင်းရှိတဲ့သူ့နာချက်တွေကတချင်းတန်ရုပ်ရက်ရက်တန်သွားတာကိုတတိထားမိသွားပါတယ်အနောက်ကနေလမ်းခေါ်တဲ့အတန်ကြားလို့လှည့်ကြည့်လိုက်တဲ့အခါလမ်းတစ်ဖက်မှာရက်နေတဲ့ကောင်မလေးကိုတွေ့လိုက်ရပါတော့တယ်ကောင်မလေးကနာချက်တီပြန်လဲဖို့တော့လူကူးကုန်းကြော်တရားပေါ်ကိုလာခဲ့ဖို့အချက်ပြနေတာပါသူတို့နှစ်ယောက်စုံမိတဲ့အခါမှာတော့အန်အိုးစီယာကောင်လောက်အောင်နှစ်ယောက်စလုံးကတချင်းတစ်ပုတ်ကိုပဲတိုက်တိုက်ဆိုင်ဆိုင်နားထောင်နေခဲ့ကြတာကိုသိလိုက်ရပါတယ်ကောင်မလေးကပြုံးပြပြီးနှုတ်ဆက်ထုတ်သွားခဲ့ပေမဲ့ကောင်လေးကတော့လှည့်ထွက်သွားတဲ့သူမရဲ့ကြောပင်ကိုကြည့်ရင်စိတ်ဝင်စားမိသွားပါတယ်ဒါပေမဲ့လက်မကြခင်မှာပဲသူမမှာရေးစားရှိနေမှသိလိုက်ရတဲ့အတွက်ကောင်လေးရဲ့ရင်ထဲမှာစိတ်ပြတ်မှုအရေးအယောင်လေးဖြစ်ပြေးသွားခဲ့ရရှာပါတယ်ဒီခဏတာဆုံစည်းမှုလေးဟာသူတို့နှစ်ယောက်ရဲ့ရေးဆက်အဆုံးဆက်ပဲလို့သူထင်ခဲ့မိတာပေါ့နောက်တစ်နေ့မှာတော့မထင်မပဲသူမနဲ့ထောက်ပံ့ဆုံတွေ့ခဲ့ပြန်ပါတယ်ကောင်လေးကသူမစီသွားပြီးစကားပြောဖို့ဖြစ်နေတော့မှာပဲခွေးတကောင်ကရုတ်တရက်လက်ထောင်လိုက်တာကြောင့်လက်ထဲကဖုံးကိုလွှတ်ခနဲမြောင်များပစ်သွားတယ်လို့ဖြစ်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာကောင်မလေးကချစ်ချင်းပဲဖုံးကိုဖမ်းဖို့ရေကန်ထဲကိုခုန်ဆင်းသွားခဲ့ပါတယ်ကောင်လေးကကျေးဇူးတင်စကားပြောဖို့ပြင်လိုက်ပေမဲ့သူမရဲ့ခနောက်မှာချိနေတဲ့ရေပန်းကိုမြင်သွားပြီးဖုံးကိုအမြန်ဆွဲလိုလိုက်ပါတယ်နောက်တစ်စက္ကန့်မှာတော့ရေပန်းကနေရေတွေဝုန်းကနေပန်းထွက်သွားပြီးကောင်မလေးတကိုယ်လုံးရွှဲရွှဲဆိုသွားပါတော့တယ်အားနာစိတ်တွေပြည့်သွားတဲ့ကောင်လေးကအဝတ်စားသူဝဲပေးပြီးတောင်းပန်ကိုပြောပေမဲ့လေကောင်မလေးကတော့ပြုံးယုံလေးပြုံးပြပြီးရေဆိုနေတဲ့အိတ်ကိုဆွဲပါထုတ်ခွာသွားခဲ့ပြန်ပါတယ်အဲ့ဒီအချိန်ကစလို့ကောင်လေးရဲ့ရင်ထဲမှာသူမပေါ်ရှိတဲ့စိတ်ကပို့ပြီးတော့အမွှေးသွဲသွားပါပြီအိမ်ပြန်လမ်းမှာတော့သူရင်းနှီးနေတဲ့ထူကြောပင်လေးကိုတတိယအချိန်ပြည့်ထိတ်မှန်တွေ့ခဲ့ရပါတယ်ကောင်မလေးကရီးစားဖြစ်သူ့ရဲ့လမ်းခွဲခြင်းကိုခံလိုက်ရပြီးသူမရဲ့လက်ဆွဲလေးကလည်းရေလေးကိုပြုတ်ချသွားခဲ့တာပါလက်ဆွဲကိုဆဲဖို့မှုန့်လိုက်တဲ့အချိန်မှာပဲကောင်လေးကအပြေးလွှာရောက်လာပြီးသူမကိုအနောက်ကနေဆွဲထိန်လိုက်ပါတယ်ဒါပေမဲ့စိတ်မကောင်းပါပဲသူမရဲ့ဖိနပ်ကဖက်ကလည်းရေလေးကိုထပ်ပြီးပြုတ်ချသွားခဲ့ပြန်ပါတယ်ဝမ်းနဲ့ပူဆွေးမှုတွေကသူမကိုချက်ချင်းစိုးရင်သွားပါတော့တယ်ဖြတ်တန်းသွားလာသူတွေရဲ့စူးစိုက်ကြည့်နာနဲ့ရေမောတာကိုမခံရစေချင်တဲ့အတွက်ကောင်လေးကသူမကိုကြောပို့ပြီးခေါ်တော့ဖို့ကမ်းလှမ်းခဲ့ပါတယ်အနှဲငယ်ဝေးခွဲများဖြစ်သူနာမှာတော့ကောင်မလေးကသဘောတူခဲ့ပြီးကောင်လေးရဲ့ကြောပေါ်မှာနဲ့ရှိုက်ကြည့်တန်ငင်ငိုကြွေးပါတော့တယ်ကောင်လေးကသူမကိုအသားရဖြန့်ချပေးလိုက်ပါတယ်ဒီကောင်မလေးကအပြင်ဘက်မှာတန်မိုင်အောင်ဆောင်နေပြီးမြဲအတွင်းစိတ်ကတော့တိတ်ကိုနှုတ်နေရှာပါလားဆိုတာကိုနားလေသွားခဲ့ပါတယ်သူမအိမ်ကိုရောက်တော့ကောင်လေးကသူမကိုကဲတင်ရင်ကောင်လေးရဲ့လက်မမှာဒဏ်ရာရသွားလာကိုတတိထားမိပြီးစိတ်ထေပေးခဲ့ပါတယ်အဲ့ဒီအချိန်မှာတစ်တာလေးကအန်ဒီရရှိတဲ့ဓာတ်နဲ့ကက်ကြီးတွေကိုမြင်လိုက်တဲ့ကောင်လေးကကောင်မလေးတစ်ခုခုအစင်မချင်းလုံးမိမှာဆိုလို့အဲ့ဒီတစ်တာကိုအဝေးသို့ရွှေ့လိုက်ပါတယ်ထိုအခါကောင်မလေးရဲ့ရင်ထဲမှာနွဲထွေးမှုတွေပြန့်နှံ့သွားခဲ့ရပါတယ်သူမဘေးကင်းရလာဆိုတာကိုတေချာလောက်အောင်လုပ်ပြီးတဲ့နောက်မှာတော့ကောင်လေးလည်းပြန်ခဲ့ပါတော့တယ်သူတို့နှစ်ယောက်နောက်ထပ်ဘယ်တော့မှမဆုံတွေ့နိုင်တော့မှမဟုတ်ဘူးလို့လည်းတွေးနေပါတယ်ဒါပေမဲ့လည်းအိမ်ပြန်ရောက်တဲ့အခါမှာတော့အန်အိုးဆရာကြီးနဲ့တွေ့ပါတော့တယ်သူ့လည်းအဖွားဖြစ်သူကကောင်မလေးတယောက်ကိုအိမ်ခေါ်လာပြီးစောင့်ရှောက်ထားတာကိုတွေ့လိုက်ရလို့ပါသူတို့နှစ်ယောက်အကြည့်ချင်းဆုံသွားတဲ့အချိန်မှာတော့နှစ်ယောက်စလုံးအံ့အားသန်ပြီးဆွင့်အားသွားကြပါတော့တယ်ဒီလိုမမျှော်လင့်ထားတဲ့ပုံစံမျိုးနဲ့ပြန်ဆုံတွေ့လိမ့်မယ်လို့သူတို့နှစ်ယောက်စလုံးစိတ်ကူးတောင်မကျန်ဖြစ်ဘူးလေ